တိုင်းတွေငါအခုစလုံးဖျားရောက်နေပြီတိုင်းတို့ကျွန်တော်တို့အခုစလုံးဖျားကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ကျွန်တော်အခု vlog ရိုက်နေတာပဲဖြစ်ပါတယ်မနာလေးတထောင်နဲ့ပါဖျားပန်းလေးကြီးတိုင်းတွေဘတ်ကမူနီoh my god vlog ရိုက်နေအခု vlog ရိုက်နေစလုံးဖျား vlog အခုစလုံးတီးတော့ပြန်ရဲ့ဈေးပြန်ကိုရောက်နေရပြီပါတယ်ကျွန်တော်ဝယ်လာတဲ့ချက်ကြီးပါမှာကျွန်တော်ဒါလေးဝယ်လာတယ်ဒီနောက်ထပ်ကရော kitchen လေးဝယ်လာနော်အဲ့ဒါမှ kitchen လေးဝယ်လာနာပေးဈေးထဲမှာလိုက်ပြမလားအမလာဈေးတန်းဒါဈေးတန်းကြည့်ရတာဈေးတန်းရုံးကဈေးတန်းအားလုံးပဲမင်္ဂလာပါကျွန်တော်နောက်ထပ် vlog နဲ့ကြိုဆိုကျွန်တော်အခုကတော့ကြောက်တော့ခရအောင်ရောက်ရှိနေတယ်အားလုံးပဲကျွန်တော်အခုအောင်မြင်နေတာပါမယ်မှပြန်ပေးမယ်ဘိုင်ဘိုင်အခုကြောက်တော့ခရရဲ့မီးတွေထွန်းထားတဲ့နေရာရောက်မီးတွေထွန်းထားတဲ့ရှောက်လန်းကိုရောက်ရှိနေရတယ်ဖြစ်ပါတယ်ဟိုမီးတွေအဲ့ဒါလေးကြည့်လိုက်ပါမျိုးရဒါဗီဒီယိုကိုကြီးပေါ်နေတာကျွန်တော်လည်းအတူဒီဟာတွေကိုဆက်လက်ပြီးတော့ကြည့်လိုက်အောင်လို့မှဒါဒီဘက်နဲ့လုံးဝလှပပါတယ်မကျွန်တော်တို့ထကြည့်ရမရှင်တော့ဟဲ့နော်ကျွန်တော်ဒီမှာတပြဒီဘက်ထဲကိုခဏဒီမှာကြည့်လိုက်ပါတော့ဒါလုံးဝရှောက်လန်းပဲဖြစ်ပါတယ်ရှောက်လန်းမှာမီးတွေထွန်းလာတဲ့ရှောက်လန်းလို့ခေါ်ပါတယ်မီးတွေထွန်းလာတဲ့ရှောက်လန်းမှာလုံးဝတကယ်လှပပါဒါကျွန်တော်တို့ည6နာရီကြောက်တော်ကြီးဖရားမြင်ဝင်းပဲဖြစ်ပါတယ်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်အခု vlog ရဲ့အဆုံးသက်ကိုရောက်ရှိပြီးရနောက်မှာတော့ဒီနေ့ရဲ့ vlog လေးဒီမှာပဲကျွန်တော်တို့ရနာလိုက်အောင်ကျွန်တော်လည်းပဲနှုတ်ဆက်ခဲ့ပါတတပါbye bye see you again next time